မင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေအခုလိုစိတ်ဝင်စားစရာပုံပြင်လေးတွေအမြဲတင်ဆက်ပေးနေတာမို့ဒီဗီဒီယိုလေးကို like ပေးခဲ့ဖို့မမေ့ပါဘူးနော်နောက်ထပ်တင်ဆက်မယ့်ဗီဒီယိုတွေကိုလည်းကြည့်ရှုနိုင်ဖို့ subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော်ဟိုးရှေ့တုန်းကအင်းဝနေပြီးတော့ကြီးမှာပညာရှိအမတ်ကြီးဦးပေါ်ဦးဟာဘရင်မင်းမြတ်ရဲ့အကြံပေးအဖြစ်အမှုထမ်းနေပါတယ်။ဒီနေ့မှာတော့ဘရင်မင်းမြတ်ကဦးပေါ်ဦးကိုပဟေလိစာနဲ့မေးခွန်းတစ်ခုမေးလိုက်ပါတယ်။အမတ်ကြီးဦးပေါ်ဦးငါရဲ့တိုင်းပြည်တဝန်းလုံးမှာမျက်စိမမြင်ရတဲ့အကန်းတွေဘယ်နှယောက်လောက်ရှိမယ်လို့ထင်တယ်လေလို့မေးခွန်းထုတ်တာပေါ့။ဦးပေါ်ဦးကခဏလောက်စဉ်းစားပြီးအရှင်မင်းကြီးကျွန်တော်မျိုးအတိအကျတည်ရအောင်တရက်လောက်အချိန်ပေးပါဗျာမနှက်ဖြန်ကြရင်အဖြေကိုရှောက်တင်ပါမယ်လို့ပြန်လဲရှောက်တင်လိုက်ပါတယ်နောက်တနေ့မနက်ခင်းမှာတော့ဦးပေါ်ဦးဟာနေပြည်တော်ရဲ့လူစီကားရလမ်းစုံလမ်းကွာမှာဖျားတစ်ချက်ခင်းပြီးထိုင်လိုက်ပါတယ်ပြီးတော့လက်ထဲမှာနှီးဖြာဖို့အတွက်ဝါးလုံးတစ်လုံးကိုကင်ထားပြီးဝါးကိုနှီးဖြာနေတဲ့ရောင်နဲ့အနှုတ်ရှုံနေတာပေါ့ဒါပေမဲ့ထူးခြားတာကဥပေါ်ဦးဟာမျက်စိနှစ်ဖက်လုံးကိုပစိုးစားနဲ့စီးနှောင်ထားပါတယ်။လမ်းသွားလမ်းလာတွေကလည်းအမတ်ကြီးဥပေါ်ဦးဘာတွေလုပ်နေတာလဲဆိုတာကိုသိကျင်စိမ့်နဲ့ဝိုင်းအောင်ကြီးနေကြပါတယ်။လူတယောက်ကအနားကိုလာပြီးအမတ်ကြီးဘာလုပ်နေတာလဲလို့မေးလိုက်ပါတယ်။ဥပေါ်ဦးကဘာမှပြန်မပြောဘဲဘေးနားမှာရှိတဲ့စာအုပ်ထဲမှာမှတ်စုတစ်ခုကိုရေးလိုက်ပါတယ်။နောက်ထပ်လူတယောက်ကလည်းအမတ်ကြီးမျက်စိကိုဘာလို့စီးထားတာလဲဘာလုပ်နေတာလဲလို့ထပ်မေးပြန်ပါတယ်။ဥပေါ်ဦးကတော့မေးသမျှလူတိုင်းရဲ့နာမည်တွေကိုစိတ်ရင်းထဲမှာတိတ်တိတ်ကလေးမှတ်နေခဲ့ပါတယ်။အဲ့ဒီလိုနဲ့မွန်းတရက်လင်အထိလူပေါင်းများစွာကဥပေါ်ဦးကိုတအံ့ဩတွဲနဲ့လာမီးနေကြပါတယ်။မွန်းလပိုင်းရောက်တဲ့ခါမှာတော့ဥပေါ်ဦးဟာသူ့ရဲ့မှတ်စုစာအုပ်ကိုပိုက်ပြီးနန်းတော်ထဲကိုဝင်လာခဲ့ပါတယ်။ဘရင်မင်းမြတ်ကစိတ်မရှိတော့တဲ့လေသံနဲ့ကဲအမတ်ကြီးငါမေးထားတဲ့မေးခွန်းအတွက်အဖြေရပြီလားဒီနိုင်ငံမှာမျက်စိမမြင်တဲ့သူဘယ်နှယောက်ရှိတယ်လဲလို့မေးမြန်းလိုက်ပါတယ်ဥပေါ်ဦးကဖြုံးဖြုံးလေးနဲ့အရှင်မင်းကြီးကျွန်တော်မျိုးဒီနေ့မနက်ကပဲမြို့လေခေါင်မှာစရင်သွားကောက်ခဲ့ပါတယ်ကျွန်တော်မျိုးရဲ့စရင်အရာဆိုရင်ဒီတိုင်းပြည်မှာမျက်စိမမြင်တဲ့အကားနေဟာတနိုင်ငံလုံးမှာရှိတဲ့လူဦးရေရဲ့တဝက်ကျော်လောက်တောင်ရှိနေပါတယ်ဖျားလို့ရှောက်တင်လိုက်ပါတယ်ဘရင်ကြီးဟာအံ့အားသင့်သွားပြီးဟင်ဘလို့ဖြစ်လို့လဲအမတ်ကြီးညအတိုင်းဖီမှာအဲ့ဒီလောက်တောင်မျက်စိမမြင်တဲ့သူတွေများနေရတာလဲမင်းစရေးမနေတာမဟုတ်လားလို့ပြန်မေးပါတယ်ဥပေါ်ဦးကမမားပါဘူးဖယားကျွန်တော်မျိုးလေကောင်မှာဝါးနီးဖြာနေတာကိုအထင်ရှားမြင်နေရပါလေဘာလို့နေတာလဲလို့လာမေးတဲ့သူတွေအားလုံးကိုကျွန်တော်မျိုးကအကန်းစီးနဲ့ထည့်လိုက်တာပါဖယားမြင်နေတာကိုမမြင်သလိုမေးနေကြတာဟာမျက်စိရှိပေမဲ့အလေးမရသူတွေပါပဲလို့ရှင်းပြပါတယ်ဘရင်ကြီးဟာဥပေါ်ဦးရဲ့စကားကိုနားထောင်ပြီးသဘောကျကရဲမောပါတော့တယ်ဒါပေမဲ့ဥပေါ်ဦးကစရင်ထဲမှာနောက်ထပ်နာမည်တစ်ခုကြံသေးတယ်လို့ရှောက်လိုက်ပါတယ်ဘရင်ကြီးကဘသူနာမည်ကြံသေးတာလဲလို့မေးလိုက်တဲ့အခါမှာတော့ဥပေါ်ဦးကလူအုပ်ကြားထဲကနေဘရင်ကြီးကိုကြည့်ပြီးထူးခြားတဲ့အဖြေတစ်ခုပေးဖို့ပြင်လိုက်ပါတယ်ဥပေါ်ဦးကဘရင်ကြီးကိုကြည့်ပြီးဝတ်ပြုလိုက်ကအရှင်မင်းကြီးအခုပဲကျွန်တော်မျိုးကိုဘာလို့အကန်းတွေများလိရတာလဲလို့မင်းလိုက်တဲ့အရှင်မင်းကြီးကိုယ်တိုင်ကလည်းကျွန်တော်မျိုးရဲ့အကန်းစရင်ထဲမှာထိတ်ဆုံးကပါဝင်နေပါတယ်ဖယားလို့ရှောက်တင်လိုက်ပါတယ်ဘရင်ကြီးကမင်းမောင်ကျုပ်သွားပြီးဘာငါကိုရောကဘာလို့အကန်းစရင်နဲ့ပါရတာလဲလို့အန်ဟောတကြီးမေးပါတယ်ဥပေါ်ဦးကအေးအေးဆေးဆေးပဲအရှင်မင်းကြီးကတိုက်သူပြည်သားနေရဲ့အခြေအနေကိုကိုယ်တိုင်လဲကြည့်ရှုရမယ့်အစားကျွန်တော်မျိုးကိုမေးခွန်းထုတ်နေတာတော့လက်တွေ့အမှန်တရားကိုမျက်ကွယ်ပြုနေတာနဲ့တူတူပါပဲဖယားမြင်တင်တာကိုမမြင်ပဲသူတစ်ပါးပြောတာကိုပဲစောင့်ကြည့်နေတာဟာလေမျက်စိမမြင်တာနဲ့မချားပါဘူးလို့တက်လက်မဲမှာစောက်တင်လိုက်ပါတယ်ဘရင်ကြီးဟာဥပေါ်ဦးရဲ့တတ္တိရှိပြီးပညာသားပါတဲ့စကားကိုကြားရတဲ့အခါဒေါသမထွက်ပဲအမှန်တရားကိုသဘောပေါက်သွားပါတယ်အမတ်ကြီးပြောတာမှန်မိတယ်ငါဟာတိုင်းပြည်ရဲ့အရှင်သခင်ဖြစ်ပေမဲ့တကယ်တမ်းမြင်ထိုက်တဲ့အချက်အလက်တွေကိုမမြင်ပဲအပေါ်ယံပဲကြည်နေမိခဲ့တယ်လို့ဝန်ခံလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးဘရင်မြင်းမြတ်ဟာနန်းတော်ထဲမှာပဲထိုင်မနေတော့ပဲပြည်သူတွေရဲ့အခက်အခဲတွေကိုကိုယ်တိုင်ကိုယ်ချင်းကွင်းစင်းကြည့်ရှုပြီးအုပ်ချုပ်ပါတော့တယ်ဒီပုံမြင်လေးကတော့လူတစ်ယောက်ဟာမျက်စိရှိုံနဲ့မလုံလောက်ပဲအမှန်တရားကိုမြင်နိုင်စွမ်းရှိလေပညာမျက်စိလည်းရှိဖို့လိုအပ်ကြောင်းသင်ခန်းစာပေးနေတာချက်ပါတယ်နေပြည်တော်ကြီးလဲဥပေါ်ဦးရဲ့ပညာဉာဏ်ကြောင့်ပုံမူစီပင်တရားတော်ပါတော့တယ်အမတ်ကြီးဥပဦးရဲ့ပညာဉာဏ်နဲ့ဘရင်မင်းမြတ်ကိုတတိပေးလိုက်ပုံဟာအင်းဝကလေးကခုထက်ထိလူပြောများထင်ရှားနေစေဖြစ်ပါတယ်
နန်းတော်ဒီမှာတင်မကပဲတနင်္ဂနွေလုံးကပြည်သူတွေဟာလည်းအမတ်ကြီးရဲ့ဒီလိုဖြည့်ရှင်းပုံကိုကြားသိခဲ့တဲ့အခါမိမိတို့ရဲ့နေ့စဉ်ဘဝမှာမြင်းယုံတင်မကပဲစင်ကြံတုံတရားနဲ့ကြည်မြင်တတ်ဖို့သင်ခန်းစာရသွားကြပါတယ်။ဘယက်မင်းမြတ်ကလည်းဥပဦးကိုစုလားတီပေးသနာပြီးနောင်ကိုလည်းဒီလိုပဲအမှန်တရားကိုမကြောက်မရွံ့ပဲတဲတဲမမတ်လောက်တင်ဖို့မိန့်ကြားလိုက်ပါတယ်။ကဲဒီပုံမြင်လေးကတော့ကလေးတွေအတွက်ဒီမကပဲလူကြီးတွေအတွက်ပါအမှန်တရားကိုမြင်အောင်ကြည့်တတ်ဖို့ဆိုတဲ့အနှစ်သာရကိုပေးစွမ်းနိုင်ခဲ့ပါတယ်။အဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်